ဒီမင်းကလေးပါရိုက်ခံရတဲ့အချိန်တိုင်းမှာသူမရဲ့အကိုကတော့အခွင့်အရေးတွေပိုရနေခဲ့ပါတယ်အဲ့ဒီနေ့ကအန်နာဟာတားတစ်ဖယ်စားခဲ့မိတာကိုသူမမေကဒေါသကြီးနဲ့ဓာတ်နဲ့တောင်ချင်းချောက်ခဲ့ပါတယ်ဒီအိမ်မကယောက်ျားလေးတွေပဲတားစားပွင့်ရှိတာပါဒါတင်မကသေးပါဘူးသူမရဲ့အကိုကတပတ်စာဝတ်စားတွေကိုလည်းအန်နာကိုပဲရှော့ခိုင်းထားခဲ့ပါတယ်အန်နာကညှဉ်းဆန်ဖို့စူးစမ်းတိုင်းလည်းပလိုက်တဲ့အမိဖြစ်သူကချက်ချင်းဆိုသလိုသူမကိုပဲပြစ်တင်စူပူပါတော့တယ်တားဖို့ပဲအသားပေးတဲ့ဒီလိုမိသားစုထဲမှာအန်နာဟာအမြဲတမ်းတိတ်ကလေးခံစားနေခဲ့ရသူပါအနေ့မှာတော့သူမအိမ်ပြန်ရောက်တဲ့အခါသူမရဲ့ပစ္စည်းတွေလမ်းပေးရောက်နေတာကိုတွေ့လိုက်ရပြီးအခန်းတကားမှာလည်းတောက်ခတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့အောက်ထပ်ကိုအပြေးလွှားဆင်းပြီးသူမအဖေကိုဘာဖြစ်လို့လဲဆိုတာသွားမိပါတယ်။အဖေဖြစ်သူကတော့သူမရဲ့အခန်းကိုရောက်လိုက်ပြီးတော့ပွင့်ပွင့်လင်းလင်းပဲပြောပါတယ်။အခုဖြစ်သူအမေရိကန်မှာကျောင်းသားတက်နိုင်ဖို့နဲ့ဒုတိယအကိုအလုပ်ရှာဖို့ပိုက်ဆံရအောင်အာနာကိုတစ်ချက်တောင်မတိုင်ပင်ပဲအင်ကိုရောက်လိုက်ကြတာပါ။အန်နာကဒါဟာမတရားဘူးလို့ပြောပြီးသူမဘယ်မှာအိပ်ရမလဲလို့မေးတဲ့အခါမှာတော့အမေဖြစ်သူက ACC ရဲ့အခန်းမှာအိပ်ဖို့ဝင်ပြောပါတယ်အမေကမောင်နှမတွေပေါ်အရန်ပတ်လိုက်နေတာကိုမြင်တော့အန်နာဟာအဖေဖြစ်သူကိုကူညီဖို့တောင်းဆိုခဲ့ရင်အဖေကလည်းပြတောင်မကြည့်ပဲထွက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအလုပ်ရသွားပြီးဖြစ်တဲ့ဒုတိယအကိုရောက်လာပါတယ်သူကအမေဖြစ်သူကိုဝမ်းနာအားရသတင်းကောင်းပြောပြတဲ့အခါအမေဟာချက်ချင်းဆိုသလိုမျက်နှာထားပြောင်းသွားပြီးဝမ်းနာမျက်ရည်တွေနဲ့သူ့သားကိုမိကုံးတွေတလက်ဆက်မေးပါတော့တယ်ဒီငင်ကွင်းကိုကြည့်ပြီးအန်နာတယောက်ရင်ထဲမှာဆွတ်သွားခဲ့ရတာပေါ့အိတ်ဆရာခမ်းမရှိတော့တဲ့အတွက်အန်နာဟာညတိုင်းစာပွဲပေါ်မှာပဲအိတ်ခဲ့ရပါတယ်နောက်တစ်ချိန်မှာဒီအိမ်ကနေထွက်သွားနိုင်ဖို့အတွက်လည်းတိတ်တိတ်လေးစူးစမ်းပြီးစာတင်ခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့ကျောင်းကပြန်มาတော့သူမစာချက်နေကြစာပွဲကိုပါအမေဖြစ်သူကရောင်းလိုက်ပြန်ပါပြီအဲ့ဒီအချိန်မှာတော့အန်နာတယောက်ဘလို့မှဆက်ပြီးဒီမခံနိုင်တော့ပဲသူမခံစားနေရတဲ့နာကျင်မှုတွေအားလုံးကိုပောက်ကွဲထုတ်လိုက်ပါတော့တယ်ဒါပေမဲ့အမေဖြစ်သူကတော့ဒီအိမ်မှာမနေချင်ရင်လည်းထွက်သွားလို့ပြောလိုက်ပါတယ်အမေရဲ့သဘောထားကိုမြင်လိုက်ရတဲ့အန်နာဟာတစ်စက္ကန့်လေးတောင်မစင်စားတော့ပဲသူမရဲ့မိသားစုနဲ့အဆက်အသွယ်အားလုံးကိုထာဝရဖျက်ထောက်လိုက်ပါတော့တယ်